Hello အားလုံးပဲမင်္ဂလာပါရှင်ကျမနာမည်ကတော့ဆိုတာပါနော်ကျမဒီနေ့ပြပါပြန်ဟာလေးရတော့အပြန်အောင်ချောင်းပါနော်သူကအပေါ်မှာရေးထားတဲ့စာတန်းလေးကတော့ Magic Swan တဲ့ Okay သူ့ပြမယ်ပေါ့နော်သူ့ Harry Potter ကကြည့်ပြီးတော့သိရပေါ့နော်သူက Harry Potter ကရဲ့ Hermione Granger ရဲ့ဝင်လေးပေါ့နော်Wow ရွှေရန်ကလေးမသိလို့ရှိရင်ရင်လုံးခုံသွားတာပဲမသိရင် Hogwarts ကြောင်တက်ရတော့မယ်အတိုင်းပဲပေါ့နော်အဲ့လိုရင်ခုံသွားတာပေါ့နော် London Hogwarts တဲ့မကြည့်ဟိုအသင်းလေးတင်းရဲ့ပုံလေးကပြရတယ်ပေါ့နော်ဟုတ်Gryffindorတို့ဘာလို့ညာရဲအတန်းလေးပါနော်ဒါပါလေးလေဆိုတော့မသိဘူးနော်ကျွန်တော်လည်းဖွင့်ကြည့်ရမယ်ဒါလေးကသူက spell လေးတွေပေါ့နော်ဟာဂါရာနဲ့အဲ့လိုမျိုး spell လေးပုံစံပေါ့နော်ဟိုလိုမျိုးပါလေဂါရာကြီးပေါ့နော်ဂါရာယူဆိုပြီးမော်ဆွမ်းထအောင်လုပ်တဲ့နီးလွန်းလေးပေါ့နော်အဲ့လိုမျိုးမော်လို့တောင်ဝိတ်ရန်နဲ့အရာလေးပုံလေးပေါ့နော်ဒါပေမဲ့တကယ်တော့မော်ဆွမ်းရင်တော့မထွက်ဘူးပေါ့နော်သူကအမျိုးမျိုးရှိရပေါ့နော်ဝေါအဲ့ညီမကတော့ဟိုအဲ့ဒါလေးတော့သိရပေါ့နော်သူကလေးပေါ်ပြန်ပစ္စည်းလေးတွေလေးပေါ်ပြန်နဲ့ကာတာပေါ့ဒီနောက်မှာလည်းရှိသေးရပေါ့နော်ဒီနောက်မှာလည်းရှိသေးရခါရရက်စုံပဲပေါ့နော်ဟိုအောက်ကအဲ့ရောက်ကဝမ်လေးရလေးဟို double door ကင်တဲ့ဝမ်လေးนี่အဲ့ဒါလည်းအသိမိုင်းတော့မမင်းနဲ့အဲ့ဝမ်လေးလေပေါ့နော်သူဒီပစ္စည်းလေးကဟိုတော်တော်မိုက်တယ်ပေါ့နော်ဒါပေမဲ့ခတ်တာမောစမိုင်းမထွက်ဘူးဒါပေမဲ့ဒါအယုတ်တိုင်းလေးပဲပေါ့နော်ဒါ Hermione Granger ပေါ့နော်တရွက်လေးနဲ့တကယ်ပုံစံအတိုင်းလေးပါရှည်လဲရှည်တော်တော်လေးရောမှရှည်ရပြန်မှတကယ်ကိုရှည်ရပေါ့နော်တထောင်စာလောက်ထိကိုရှည်ရပေါ့နော်သူကအသိမိုက်သွားမမင်းနဲ့ကာရတာဝိတ်ကတော်တော်လေးရပေါ့နော်အတန်းလည်းအရှိကြီးပဲဥပမာဒီလိုအတန်းမျိုးတွေဆိုလို့ရှိရင် Harry Potter ကရဲ့ Hermione Granger ရဲ့ cosplay ဖြစ်ချင်တဲ့သူတွေတက်ဆိုရင်တော့ရှိတင်တယ်ပေါ့နော်ဒါမှမဟုတ်အဲ့လိုမျိုးကွာတအားကိုကာတွန်းကားလေးချစ်မြတ်နိုးတဲ့သူတို့အဲ့လိုမျိုးကာတွန်းကားရဲ့ပစ္စည်းလေးအပြင်မှာကာတွန်းကားတော့မဟုတ်ဘူးနော် Harry Potter ကအဲ့လိုမျိုးကားရပစ္စည်းလေးအပြင်မှာတကယ်ကိုထားနေခြင်းနဲ့ရှိခြင်းတဲ့သူတွေတော်အဆင်ပြေရဲ့တော့နော်ပြီးတော့အဲ့လို Harry Potter ကအသေးသေးကြိုက်နေတဲ့သူတွေတော်အဆင်ပြေပြီးတော့1အလေးပဲပေါ့နော်တရွက်လေးနဲ့ဆိုတော့ Hermione Granger ရဲ့1နဲ့လုံးဝထပ်တူကြအောင်လုပ်ထားပါတော့ဇကားရဲ့ဇက်ကောင်ရဲ့တယောက်ချင်းနေကိုင်ရဲ့1 design တွေကလုံးဝမတူဘူးပေါ့နော်တစ်မျိုးချင်းနေပေါ့နော်ညီမကတော့ main ကလေးဖြစ်တဲ့ကြောင့်ထွေထူးမရှိအောင် Hermione Granger 1လေးပဲမှားလိုက်တယ်ပေါ့နော်တော်လေးကိုလာရဲ့ရှည်လဲရှည်ရပေါ့နော်သူကဝိတ်လဲတအားလေးတယ်ပြီးတော့1ရဲ့ design လေးကလည်းတော်မိုက်တယ်ပေါ့နော်တကယ်စကားရဲ့အတိုင်းထပ်ထူကြတော့မသိလို့ရှိရင်ဟော့ကွက်ကျောင်းနဲ့ကျောင်းတော်ရတက်ရတော့မယ်အတိုင်းမနော်1တစ်ချောင်းရှောက်လာတာပေါ့နော် delivery နဲ့မှာတာဆိုတော့လို့အိမ်ကိုရှောက်လာတော့ဟဲ့လန့်မှာဘာပစ္စည်းလေးလဲဆိုပြီးပြီးတော့ပေါ်မှာရေးတဲ့ magic one ဆိုတော့ကွာတော်လေးလန့်သွားတအားကိုစိတ်လို့ရှားသွားတာပေါ့ပြီးတော့ဒီ1ရဲ့ဂါရာ spell ဂါရာလေးတွေလည်းပါတယ်ပေါ့နော်တော်မိုက်လာမင်းနဲ့အခုဒီတစ်ခေါက်ဝယ်တာ Hermione Granger လေးရဲ့1ပေါ့နော်နောက်တစ်ခေါက်ကျလို့ရှိရင်တော့အဲ့ double door ကင်တဲ့1လေးဝယ်မှာဖြစ်ပါတယ်ဒါပေမဲ့ loss တဲ့ပတ်စံမရှိပါဘူးပတ်စံရှိအောင်အကုန်လုံး subscribe လေး